ငါတာဒီမှာဆိုတာကိုပြောတာမလား။ဩသူအဲ့ဒါဒီလိုရှိတယ်။သူတန်ခါတာဒီမှာကတော့သူကတပားကိုလူနှစ်ပါးလူအလူရှင်အနေနဲ့တန်ခါကိုအာယုံပြုတ်ရင်တော့တန်ကြီးကအလူဖြစ်သွားပါတယ်။ဥစဉ်တပားတည်းရှိတယ်။အဲ့တော့အလူရှင်ကနေပြီးတော့တန်ကြီးကအလူရှင်တယ်။ရတယ်ပါဇက်ကတန်ခါတာဒီမှာဆိုစိတ်ကလည်းတန်ခါအာယုံပြုတ်ရင်အလူရှင်ဘက်ကတန်ကြီးကအလူဖြစ်သွားတယ်။အဲ့တော့အဲ့ဒီတန်ခါတာဒီမှာဆိုတာလည်းတန်ကြီးကပစ္စည်းပေါ့။အဲ့ဒါဖုန်းကြီးစားလို့ရမရဆိုတဲ့ပြဿနာပေါ့နော်။အဲ့တော့ဥစဉ်ကတပားတည်းရှိရင်တော့ဒါဒီဆုံးဒီငါအပိုင်နေဆိုပြီးတော့နှလုံးသွင်းပြီးတော့စားလို့ရတယ်ပုဂ္ဂလိကဖြစ်သွားတယ်နောက်တစ်ခါ၃ပါးရှိရင်၃ပါးကဒီဟာကိုညီလူမျှတို့ခွဲစားလို့ရတယ်သူကတန်ခါအားလုံးဝေပေးစရာမလိုတိုင်းကဥပဒေကဘယ်လိုရှိလဲဆိုတော့ကျောင်းတိုက်ထဲမှာတန်ခါတာဒေးမှာတော့ရည်သက်ချရင်ကျောင်းရှိတန်ခါအကုန်နဲ့ဆိုင်တယ်ဒါဥပဒေတစ်ချက်ကျောင်းအပြင်မှာကျောင်းချန်ရဲ့အပြင်ဘက်မှာတန်ခါတာဒေးမှာရည်သက်ချရင်17တောင်အတွင်းဆိုင်တယ်အဲ့တော့17တောင်အတွင်းမှာဥစဉ်ကဒီအိမ်ကနေဆုံးသားပင့်တယ်ဒီအိမ်မှာတန်ခါတဘာမှမရှိဥစဉ်တဘာပဲရှိတယ်ဥစဉ်တဘာတည်းပိုင်တယ်အဲ့ဒီစာကိုတန်ခါတာဒီမှာရသက်ချတယ်တဘာနဲ့ပိုင်တယ်ဒါပေမဲ့ तू ကဒိတ်တော့ထိုင်ရမယ်အဒိတ်မထန်ဘူးအဒိတ်မထန်ဘူးပေါ့နော်သင်္ကန်းတစ်စုံလှူတယ်တန်ခါတာဒီမှာဥစဉ်ကလည်းအဒိတ်မထန်လာဒီသင်္ကန်းငါအားရောက်ရင်ငါပိုင်တယ်လို့အဒိတ်မထန်ဘူးမထန်မဲ့နဲ့သင်္ကန်းကိုကောက်ယူပြီးတော့ကြောင်းပြန်သွားတယ်အဲ့သင်္ကန်းဒီတကြောင်လုံးနဲ့ဆိုင်သွားတော့ तू ကဘာတော့ဒီသင်္ကန်းတွေငါပိုင်တယ်ငါရထိုက်တယ်လို့အဒိတ်ထမထန်တဲ့အတွက်ကြောင့်အဒိတ်ထမထန်မရအောင်အဲ့တော့တတ်မှတ်ချက်ကဘယ်လိုလဲဆိုရင်ကျောင်းအပြင်မှာရှိရင်17တောင်အတွင်းတန်ခါရှိရင်တန်ခါကိုဝေပေးရမယ်မရှိရင်ကိုတဘာတဲ့ယူပိုင်ခွင့်ရှိတယ်ကိုတဘာတဲ့အဒိတ်ထမတင်ဘဲနဲ့ဒီတိုင်းယူသွားတယ်ကျောင်းကိုယူသွားတယ်ဆိုရင်ကျောင်းထဲရောက်ရင်ကျောင်းတန်ခါအရှိအကုန်ဆိုင်သွားတယ်နော်အဲ့လိုမျိုးတိုင်းကအလူကအဲ့ဆိုရှင်များကျောင်း